ကိုယ့်ဘက်ကအမှားမရှိပဲပြက်ဆဲသွားတဲ့ relation တစ်ခုမှလေတစ်ဖက်သူဘာတွေလုပ်နေလဲသူတွေနဲ့ပြောနေတာလဲသူ့ရဲ့ social media account တွေကိုဝင်ကြည့်မယ်အဲ့လိုတွေကြည့်ပြီးစိတ်မကောင်းနေဖြစ်တတ်ကြတယ်မလားတကယ်တော့လေကိုယ့်ဘက်ကအဆက်မှန်နေပြီးတယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်ခဲ့ပါရဲ့နဲ့ကိုယ့်ကိုတန်ဖိုးမထားဘူးကိုယ့်ကိုမချစ်ဘူးဆိုတာကိုလက်ခံလိုက်တဲ့တနည်းအောင်ရင်အရင်တော့က तू မရှိရင်မဖြစ်ပါဘူးလို့ထင်ခဲ့တဲ့အချိန်နဲ့ तू မရှိဘဲမနေနိုင်တတ်တဲ့ကိုယ့်ရဲ့စိတ်တွေဟာတကယ်တမ်းအဲ့ तू ဆိုတာမရှိတော့တဲ့အချိန်မှာကိုယ့်ရဲ့ဘဝပို့ပြီးတော့အေးချမ်းသွားရအောင်ပါသတိမရဘူးလားမင်းနော်သတိရတော့ရနေသေးတယ်ပြန်ပြီးတော့ပတ်သက်ချင်တော့ဘူးဘက်ကအတင်းဆွဲထားမှမြဲမဲ့လက်မျိုးတွေကိုလည်းမလိုချင်တော့ဘူးဒီလိုပြောလိုက်လို့တယောက်နဲ့တယောက်ကြားမုန်းသွားတာလားဆိုရင်လည်းအမုန်းတရားတွေဆိုတာလည်းမရှိပါဘူးသူလည်းသူကြိုက်တဲ့လမ်းကိုသူသွားကိုလည်းကိုကြိုက်တဲ့လမ်းကိုကိုသွားတယောက်နဲ့တယောက်ကတယောက်တလန်းစီဖြစ်သွားတယ်ဆိုတာကိုလက်ခံပြီးလိုက်ရုံပဲဘာပဲဖြစ်ဖြစ်အဲ့လိုနေနိုင်သွားပြီဆိုရင်ဒီပွဲမှာနိုင်ခုနိုင်ပါတယ်